နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါမှာစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငရဲကိုကြားစေနိုင်လောက်အောင်အကုသိုလ်မှုတွေတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်သင့်တာတွေဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထိမ့်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီရှင်ထဲကနေပြီးတော့နှုတ်ဖျားရောက်လာလိမ့်မယ်နှုတ်ဖျားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရနေပြီးတော့ရိုက်တယ်နှက်တယ်တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့ဒါလို့ဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးရင်ထဲမှာဖြစ်တဲ့ဒေါသကိုရင်ထဲမှာပျောက်သွားအောင်ထိန်းချုပ်နိုင်ရမယ်ဒါထိန်းတဲ့နည်းတစ်နည်းအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ရုံနဲ့မဟုတ်ဘူးဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာတဘာဝကိုတဘာဝအတိုင်းချီတက်လာပြီဆိုလို့ရှိရင်ဒေါသဖြစ်เสียအာယုန်လို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုန်လို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒါလို့ပညာဉာဏ်နဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်မယ်လို့ဆိုလို့တယ်နော်အဲ့ဒါကိုပြောတာစိတ်တတဓမ္မထောတာတုစိတ်ကိုသမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာကျင့်နည်းနဲ့ထိမ့်မယ်အဲ့ဒါလို့ထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးတဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှိရင်ဒါယဉ်ကျေးသွားပြီလို့သူတို့ပြောတယ်